ဟယ်လိုမတ်တန်ကြီးသတင်းကြီးပြိုသတင်းကြီး ဘာလဲစောင်းဝင်မြမှုစင်မြန်ကြီးအချိန်နေမကောင်းတော့တဲ့တရင်လား ဘယ်ကဟုတ်ရမှာလဲဒီနှစ်ကစင်ပြန်ကြီးနေဗျ ဒါဆိုရင်ကသိမ်းမောင်ညက်တက်မှာအချစ်တက်တွေ့တဲ့တရင်မြန်လား ဟာတခုမှမဟုတ်ဘူးမတ်တန်ကြီးဂလက်စီထဲမှာတကယ်သတင်းကြီးတစ်ခုပြန့်နှံ့နေတဲ့အကြောင်းပါဗျ ဟဲဘာတရင်လဲတော့ ကမ္ဘာထိပ်တန်း top 2စည်ရင်ဝင်ဘိုင်ဘစ်အိတ်ချင်းကြီးကကျွန်တော်တို့ STB နဲ့လက်တွဲပြီးမြန်မာပြည်သူတွေအတွက်တီးသန့် New Year Gift Campaign ကြီးဖွင့်လှစ်ပေးလိုက်တဲ့သတင်းပေါ်ဗျာ ဟုတ်ပါတီကသိမ်းမောင်ရေဘိုင်ဘစ်ဆိုတာကလည်းအာမန်အချင်းတစ်ခုမဟုတ်ဘူးနော် in crypto 100 award 2025မှာအကောင်းဆုံး centralized exchange best CEH စုကို judges choice အနေနဲ့တင်ပိုက်ထားတဲ့ကြော်အမော်ကြီးပါတော့ဒါဟာကျမတို့ရဲ့တော်လန်ဘန်နာရေးအချုပ်အခြာအာဏာကိုကဘာကအသိမှတ်ပြုလိုက်တဲ့ကျေစင်တရားတစ်ခုဖော်ဆောင်လိုက်နိုင်တာပဲပေါ့တော့ ဟုတ်ပါသဗျာဒီဇင်ဘာ21ရက်နေ့ကနေ2026ဇန်နဝါရီ17ရက်နေ့အထိပြုလုပ်မယ်ဒီ Center Drop Campaign ကတကယ်ကိုရတနာတိုက်ကြီးပဲဗျမတန့်သိလားဒီထဲမှာ STB token တွေ USDT တွေမကဘူး Spring Base ကစားသူတွေအတွက်ပါလိုအပ်တဲ့ပိုလန်တွေပါထည့်ပေးထားသပြို့ အဲ့ဒါရင်ဘယ်ကမလဲကသိမ်းမောင်ရဲ့အကာတခီးတယ်အယောင်2000ပြည့်တာနဲ့ iPhone 70 Pro ဆိုတဲ့ grand price ကိုပါဘိုင်တစ်ကမဲဖောက်ပေးဦးမှာအရင်ကလည်းမြန်မာပြည်မှာငလျင်ဘေးဒုက္ခကြုံလုံးကအသက်တရောလှုပ်ခဲ့ဘူးတဲ့စေတနာရှင်ဘိုင်တစ်မို့လို့အခုလဲ New Year လက်ဆောင်တွေကိုအင်တိုက်အားတိုက်ပေးနေတာပေါ့ အဲ့ဒီအစီအစဉ်ကဇန်နဝါရီ17ရက်နေ့ဆိုပြီးတော့မှဆိုတော့တိတ်မလို့တော့ဘူးနော်ပါဝင်ပုံကလည်းရိုးရှင်းပါတယ် new user တွေက Go Crypto link ကနေအကောင့်ဖွင့်ပြီး100 USDT ထည့်ရုံနဲ့ရှိပြီးသား existing user တွေကတော့ USDE ဝယ်ပြီး Bybit N ထဲမှာထည့်ထားရုံပါပဲ အဲ့ဒီနေရာမှာအရေးကြီးဆုံးကအဲ့ဒီအဆင့်တွေလုတ်ပြီးဘူပါဝင်ထားကြောင်းဖောင်ဖြစ်ကိုလုံးဝမမေ့နဲ့နော်အမသာဆုလက်ဆိုတဲ့ပန်းနိုင်ကိုအရောက်လှမ်းနိုင်ပါဝါတိစိတ်တိချင်းကို STB page မှာဝန်ဖတ်နိုင်တယ်လို့အကောင့်ဖွင့်နေလို့ Go Crypto YouTube channel မှာလည်းစီစဉ်လေ့လာနိုင်ပါတယ်တော့deadline မရောက်ခင်မှာအမြန်ဆုံးပါဝင်လိုက်ကြရအောင်နော် ဟုတ်ပါဗျာကျွန်တော်လည်းအခုပဲပြေးပါဝင်ပြီပြို့ဒါနဲ့ iPhone 70 Pro ကြီးပေါင်ရင်တော့နေပပြို့ ပါလေသူမကိုအမ်းမလို့လားအိုင်ဖုန်းအမ်းလေသူမဘက်ကတော့ no ပါပဲတဲ့ကသိမ်းမောင်ရေ ဟာဗျာ 对，五八。